အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မိတ်ဆွေတို့ကိုအထူး special နေ့ရက်တစ်မျိုးနဲ့မိတ်ဆက်ပေးရှင်ပါတယ်မိတ်ဆွေတို့ဘဝမှာပင်နေသီးစီကိုဒီလိုချက်စားဘူးလားတော့မသိပါဘူးခင်ဗျဒီလိုမစားဘူးခင်ကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ရှင်ပါတယ်ခင်ဗျပထမဆုံးပင်နေစီကိုစားနေငယ်တေးပြီးပြောပါမယ်ခင်ဗျပြုံးလို့ရလာတဲ့ပင်နေစေးလေးကိုအခွန်ခွာပါမယ်ခင်ဗျာမိတ်ဆွေတို့အနေနဲ့ပင်နေသီးဝယ်စားရင်မရှုံးပါဘူးခင်ဗျာဒီပင်နေစေးကိုကျွန်တော်ဈေးကနေပြီးပင်နေသီးတစ်လုံးကို8000နဲ့ဝယ်လာခဲ့ပါတယ်ခင်ဗျာအမွာလေးကတော့ကျွန်တော်တနေ့ကပဲစားပြီးတော့ပါပြီဒီနေ့ကတော့ပင်နေစေးကိုချက်စားရှင်းဖြစ်ပါတယ်ခင်ဗျာပင်နေစေးရှိဖို့လိုအပ်တဲ့ပစ္စည်းတွေကတော့စားစနွေးမြုပ်သီးငပီးဟင်းရှုံမအနည်းငယ်တော့ဖြစ်ပါတယ်ခင်ဗျာအခုချက်တဲ့ဟင်းရလေးကတော့ကျမကြီးတွေ့တဲ့ညင်ရွက်သလိုဝိချနေတဲ့လူတွေလည်းတင်တော့ပါတယ်ခင်ဗျကျွန်တော်ကစီအများကြီးမစားတော့ဒီလိုလေးပဲလောပုံစံလေးပဲချက်စားပါတယ်ခင်ဗျကဲအခုဆိုရင်တော့ဆွေးမဲ့ဖွေကောင်းတဲ့ဟင်းရလေးတစ်ခွက်ရပါပြီခင်ဗျာအားလုံးပဲတောင်းဆောင်ကြပါအောင်လို့ဖိတ်ခေါ်ရှင်ပါတယ်ခင်ဗျာ
ခုလိုမျိုးကျွန်တော် channel လေးကိုဝင်ရောက်ကြည့်ရှုပေးရတဲ့တယောက်ချင်းစီတိုင်းကိုတူကြည့်ရှုတင်ရှိပါတယ်နောက်တော့များလဲကျွန်တော်ဗီဒီယိုလေးတွေကိုဆက်လက်ကြည့်ရှုနိုင်အောင် subscribe လုပ်ပေးဖို့တောင်းဆိုရှင်ပါတယ်ခင်ဗျကျွန်တော်ရဲ့ channel လေးကိုဝင်ရင်အားပေးကြတဲ့မိတ်ဆွေတို့ကိုလည်းကျမ်းမာချမ်းသာပါစေလို့ကျွန်တော်တို့မိသားစုကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ